ဖြစ်ခဲ့ရတဲ့ဘဝတန်တရားအဝိဇ္ဇာပိတ်ခါစိတ်မှာတနာမိတော့ထိတ်ဆရာမပြေးတဲ့တန်တရားခရီးရှင်နေတာငါပြအာယုံကာမဂုဏ်လဲစားလို့ဆုံလင်းနွားပမာမနာမရဲ့အနာမသက်ချာရဲ့ဟဲ့မမဘဝတန်တရားဆုံးကြုံကွယ်မတည်မြဲခဲ့လို့မဆဲခဲ့တဲ့မြေရီဟာပင်လေရီမကသာချစ်ချင်းပြည့်ချင်းဒုက္ခမကင်းခဲ့တာတန်တရားကိုအတွင်းကရုတ်ကွယ်ပမာမလွတ်ကင်းနိုင်တဲ့ဘဝတန်တရားဘဝဆက်စက်ကအမှန်မဖွေရှာအနာမတက်ကတန်တရားပွေမှာခန္ဓာအထွေတွေမဆုံးနိုင်ပါတဲ့30ရွာဘဝတန်တရားဘဝဆက်စက်ကအမှန်မဖွေရှာအနာမတက်ကတန်တရားပွေမှာခန္ဓာအထွေတွေမဆုံးနိုင်ပါတဲ့